ငါးတစ်ကောင်ကရတဲ့ရိုးသွင်းချင်စီအမုံကအသင်အတက်ကို9နှစ်လောက်ရှေ့အောင်ဆွဲဆန့်ပေးနိုင်နေဆိုတာသိပြီးကြပြီလားဟုတ်ပါတယ်အခုဗီဒီယိုထဲမှာမြင်နေရတဲ့တရုတ်ပေါက်ဖော်ကြီးတွေကတော့အသက်အရွယ်တစ်ခုရနေရတောင်အတော်လေးကျန်းမာအတန်ဆွမ်းပြီးတော့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေကြတာပါဒါကြောင့်မဲလူတိုင်းဒီပါနဲ့ကန့်ညီမဲ့အသက်ရှည်စေလျှို့ဝှက်ချက်တစ်ခုကိုပတ်စံလေးမကုန်တဲ့အပြင်ဖြည့်ဆွတ်စာတစ်ခုလိုလည်းဖြစ်အောင်တေချာလုပ်ပြပေးနေခဲ့ရပဲဖြစ်ပါတယ်။အရင်ဆုံး9 တကောင်ကိုတူ3ချောင်းနဲ့အခုလိုမျိုး3ကန်ကြော့ဂျုံပုံစံဖြစ်အောင်စိုက်ပေးရပါလိမ့်မယ်။ပြီးရင်တော့ပြင်းကျအဝိုင်းကျဆိုတဲ့ဒဲအိုးကြီးထဲမှာရင်နှွေးဝင်းနဲ့အတူ2 နာရီလောက်ကြာအောင်ပေါင်းပေးလိုက်ရပါမယ်။အငွေ့ရဲ့ပူရှင်ကြောင့်9ရက်ဘေးပပလက်မှာရှိနေတဲ့အသားအလုံးပျော်ကျသွားတာကိုတွေ့ရမှာပါ။ပြီးရင်တော့ရလာတဲ့9ရိုးကိုမီးပူမှာဘာမှမပါတဲ့အိုးကင်းနဲ့ထည့်ပြီးတော့နူးသွားအောင်ထည့်ကင်ပေးရပါမယ်။ဒါဆိုရင်တော့ထောင်းသမျှကြည်စီမဲ့9ရိုးကိုရလာမှာဖြစ်ပြီးရလာတဲ့အမုံကလည်းအတော်လေးဆေးဘက်ဝင်နေရကိုတွေ့ရမှာပါ။ပြီးရင်တော့ဒီကရလာတဲ့အရည်တွေကိုတစ်နေ့တစ်ခါပုံမှန်တောက်ပေးမယ်ဆိုရင်ရောက်လာဖို့စီးကြိုနေတဲ့ယောဂတွေကိုလည်းဟန်တားပေးနိုင်မှာဖြစ်ပြီးကျန်းမာခြင်းအစကိုလည်းတွေးရှိနိုင်မှာဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့လည်းစမ်းကြည့်ကြပါဦးနော်။